ဒီကနေ့တော်လာလို့ရှာခွင့်ပေးတဲ့အသက်ရှင်ခွင့်ပေးတဲ့စားတောက်ရတော့ခွင့်ပေးတဲ့ထိုဘုရားရှင်ရဲ့ကျေးဇူးတော်ဂရုဏာတော်ကိုအသစ်တပံပြန်လဲချီးမွမ်းပါတယ်ဒီကနေ့ကျွန်တော်ဖော်ပြခြင်းတဲ့အရာကတော့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ပြည့်ညတ်တော်10ပါးအကြောင်းကိုနည်းနည်းလေးဖော်ပြမယ်ပြီးတဲ့အခါမှာအဲ့ဒီပြည့်ညတ်တော်10ပါးကိုချိုးဖောက်ခဲ့တဲ့နာမည်ကြီးဘယင်မင်းမြတ်ကြီးတပါးရဲ့အကြောင်းကိုကျွန်တော်အနေငယ်ပြောပြခြင်းတယ်ပြီးတဲ့အခါမှာနောက်ဆုံးမှာကျတော့ကျွန်တော်တို့ဓမ္မသစ်ကျမ်းမှာရှိတဲ့ဂယုဏနဲ့ပတ်သက်တဲ့ဂယုဏတော်ကျွန်တော်အင်္ဂလိပ်လို mercy ဆိုတဲ့အကြောင်းအခုတလို့ကျွန်တော်ဒီကျမ်းပိုက်တွေကိုနှလုံးသွင်းပြီးတော့ဆင်ခြင်တဲ့အရာတွေကိုကျွန်တော်ဝေမျှချင်တာဖြစ်ပါတယ်ကောင်းစင်အနေနဲ့ယူခြင်းတလို့ယူကြပါကျွန်တော်ကောင်းစင်ကိုအဲ့ဒီကောင်းစင်တတ်တာမျိုးကျွန်တော်တိတ်မကျွမ်းကျင်ဘူးပရမဥစွာကျွန်တော်တို့ကျမ်းစာထဲမှာစကားလုံးတွေဒီတမ်းတွေခေါ်မလားကိုရရှင်မေတ္တာတော်ဆိုတဲ့အဲ့ဒီစကားလုံးမေတ္တာတော်ဆိုတာဘာလဲကျွန်တော်ကတော့မေတ္တာတော်ဆိုတာမေတ္တာတော်ဆိုတဲ့စကားထဲမှာကျေးဇူးတော်တစ်ခုပါတယ်ပြီးတော့ဂရုဏာတော်တစ်ခုပါတယ်အဲ့လိုပဲကျွန်တော်ယူပါတယ်ဒါဆိုရင်ကျေးဇူးတော်ဆိုတာဘာလဲအဲ့လိုပြန်မေးတဲ့အခါကျတော့ကျွန်တော်တို့ကျေးဇူးတော်ကိုဖွင့်တဲ့အနည်းဖွင့်တဲ့ဆရာတယောက်ကဘယ်လိုပြောထားလဲဆိုရင်အင်္ဂလိပ်လိုပေါ့နော် Grace give you what you do not deserve ကျေးဇူးတော်ဆိုတာကျွန်တော်တို့မထိုက်တန်ပဲနဲ့မရသင့်ပဲနဲ့ရရှိခံစားရတဲ့အရာကိုကျေးဇူးတော်လို့ဒါဖွင့်ဆိုပါတယ်ဒါတော့ကျွန်တော်တို့အားလုံးခရိယန်တွေတော်တော်များများသုံးနှုံးတဲ့စကားလုံးထဲမှာကျေးဇူးတော်ဆိုတာအမြဲတမ်းပါလက်ရှိပါတယ်တစ်ဖက်မှာကျတော့ဂယုဏတော်ကိုကျတော့ဘယ်လိုအနည်းဖွင့်ထားလဲဆိုရင် mercy hold back what you do deserve mercy ဂယုဏတော်ဆိုတာကသင်ခံထိုက်တဲ့အပြစ်တွေကနေပြီးတော့ပြန်လဲ hold back ဘယ်လိုဘာသာပြန်မလဲမခံရအောင်သူကခံပေးသွားတယ်ဆိုတဲ့ mercy ဒါကဒီကျန်တဲ့ပုဂ္ဂိုလ်များရဲ့အဆိုဖြစ်ပါတယ်ဒီ dictionary ထဲမှာ mercy ကိုဘယ်လိုဖော်ပြထားလဲဆိုရင် a kind or forgiving attitude towards somebody that you have the power to harm or right to punish ကျွန်တော်တို့ကလူတယောက်ကိုအပြစ်ပေးနိုင်တဲ့အခြေအနေမှာရှိတယ်ကျွန်တော်တို့ကအဲ့ဒီလူကိုတစုံတရာသူ့ကိုလုံနိုင်တဲ့အင်အားရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ရဲ့ power ကိုမသုံးဘဲနဲ့သူ့ကိုမဖျက်ဆီးဘဲနဲ့သူ့ကိုအပြစ်မပေးဘဲနဲ့တနာကျင်နာသောခွင့်လွတ်သောစိတ်တဘောနဲ့သူ့ကိုဆက်ဆံခြင်းဆိုပြီးတော့dictionary ထဲမှာအဲ့လိုဘာသာပြင်ထားတာတွေ့ရပါတယ်ဆိုတော့ဂယုဏနဲ့ပတ်သက်ပြီးတော့ဒီ power ရှိတဲ့လူတယောက်လို့ပြောတဲ့အခါမှာကျွန်တော်တို့တမန်ကျမ်းစာရဆိုရင် power ရှိတဲ့လူဟာဘုရားသခင်သာဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာထွတ်မြောက်ရာကျမ်းအခန်းကြီး20အငယ်
သုံးကနေစစ်ခွန်ကြည့်တဲ့အခါမှာပြည့်ညတ်တော်10ပါးကိုတွေ့ရတာဖြစ်တယ်ကျွန်တော်တို့ဒီပိသားဖြစ်တော်ညာလည်းပဲပြန်လဲပြီးတော့တတိယအောင်ကျွန်တော်တို့ဒီပြည့်တော်10ပါးကိုနည်းနည်းဖတ်ကြည့်ချင်ပါတယ်ပရမပြည့်ညတ်တော်ကတော့ငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့တခြားသောဘုရားများစွာရှိတဲ့အခါမှာအဲ့ဒီသူရွေးနှုတ်ကယ်တင်ခဲ့တဲ့ဣသရေလလူမျိုးတွေပေါ်မှာသူပြည့်ညတ်ထားတာကပရမချက်ကတော့ငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့ဒုတိယချက်အနေနဲ့ယုတ်တုစင်တုကိုအဖို့မလုံနဲ့အဲ့ဒီယုတ်တုလှုပ်တာတင်ကပြည့်ညတ်ဖြစ်သွားပြီအဲ့ဒီကိုလှုပ်ထားတဲ့ယုတ်တုကိုဥမချနဲ့ဝတ်မပြုတ်နဲ့ဒီလိုပြည့်ညတ်လာတယ်နောက်တစ်ချက်ကဘုရားသခင်ထာဝရဘုရားဤနာမတော်ကိုမူတာနဲ့ဆိုင်၍မမွတ်ဆိုနဲ့ဒီကိစ္စကတော့တော်တော်လေးကျွန်တော်တို့မတိမတာကျိုးဖောက်နေတဲ့ကိစ္စလို့ကျွန်တော်ထင်တယ်ကျွန်တော်အမှုမဲ့အမှန်မဲ့စကားပြောပြတော့တာဟိုကြိမ်ရဲတဲ့ဘာညာပြောနေတဲ့ဟာကဒီပြည့်ညတ်တော်နဲ့သွားတိုက်တဲ့အခါမှာမတိမတာကျွန်တော်တို့ကအဲ့ဒီပြည့်ညတ်တော်တွေကိုချိုးဖောက်နေရရောက်တယ်ဆိုတာဒါတော့ကျွန်တော်မတိတဲ့လူတွေအကြောင်းပြောတာမဟုတ်ဘူးကိုပြန်လဲပြီးတော့မြင်ရောင်တာဖြစ်တယ်နောက်တစ်ချက်ကဥပုံနေ့ကိုတန်ရှင်းစေခြင်းကထိုနေ့ရက်ကိုအောက်မိတ်လို့ဒီကိစ္စကျွန်တော်နည်းနည်းပြောချင်တယ်ဒီနေ့ကကျွန်တော်တို့အသင်းတော်ရဲ့ EC အစည်းအဝေးနေ့ပေါ့နော်ကျွန်တော်ဟိုအရင်တစ်နှစ်တုန်းကလာမသိဘူးဒီကျွန်တော်တို့တနင်္ဂနွေနေ့ဆိုတာကျွန်တော်တို့ဘုရားကိုဝတ်ပြုတဲ့နေ့တန်ရှင်းတော်ဒီနှုတ်ကပတ်တော်တွေကိုခံယူတဲ့နေ့မနေ့ပိုင်းကျတော့ကျွန်တော်တို့ချင်းအစီအစဉ်မှာချီးမွမ်းကြတယ်ဂုဏ်တော်ချီးမွမ်းကြတယ်ကိုဝတ်ပြုကိုးကွယ်ကြတယ်တရားဒေသနာတွေနာခံကြတယ်ဝိညာဉ်တော်ခွန်အားပြေဝစွာနဲ့ကျွန်တော်တို့ဘုရားကြောင့်ဆင်းလာတယ်အဲ့ဒီမှာဟိုကျွန်တော်တို့ EC တက်မဲ့လူတွေကို EC တက်မဲ့လူတွေအတွက်တည်တံ့ပြင်ဆင်တဲ့အစာပွဲတွေရှိတယ်အဲ့ဒါကို EC ထမင်းလို့ခေါ်တယ်အဲ့ဒီဟာစားပြီးတော့မှ EC တက်ကြတယ်ဟို agenda ဒီ agenda တက်လာတဲ့အခါကျတော့ခုနကကျွန်တော်တို့မှာပြေဝနေတဲ့ဝိညာဉ်တော်တွေပဲရောက်သွားလည်းမသိဘူးတယောက်နဲ့တယောက်ဟောစကလုံးကြီးတွေနဲ့ထူတာပေါ့နော်အဲ့တော့ EC ကျွန်တော်တို့ဒီအသင်းတော်မှာခေါင်းဆောင်လုပ်တဲ့လူအတွက် EC ဆိုတာတကယ့်အလုပ်ပဲအလုပ်ချင်းတစ်မျိုးပဲ MBC ခေါင်းဆောင်ဆိုတာတို့နိုင်ငံခေါင်းဆောင်ဆိုတာတို့ရဲ့တကယ့်အကြီးမားဆုံးသောအလုပ်ဒီအစည်းအဝေးထိုင်ခြင်းဖြစ်တယ်အဲ့ဒီအစည်းအဝေးမှာတို့ထိုင်တယ်ဆုံးဖြတ်ကြတယ်အဲ့ဒါကိုအောက်မှာအစင်းစင်းရှိသောအရာရှိတွေကအကောင့်ထဲပေါ်တာဖြစ်တယ်တကယ့်ခေါင်းဆောင်တွေရဲ့ကြီးမားဆုံးသောအလုပ်ဒီအစည်းအဝေးဖြစ်တယ်အဲ့ဒီကြီးမားဆုံးသောအလုပ်ကိုကျွန်တော်တို့ဥပုပ်နေ့မှာလုပ်ပါတယ်ခင်ဗျအဲ့ဒါဒီပြည့်ညတ်တော်နဲ့တော်တော်လေးစန့်ကျင်နေတယ်လို့ကျွန်တော်စိတ်ထဲမှာမြင်တယ်အဲ့တော့ဟိုပြီးခဲ့တဲ့တနေ့ကဒီကိစ္စကိုပြောပြီးတော့ဘာပဲဖြစ်ကျွန်တော်တို့ EC အစည်းအဝေးကိုစနေနေ့မှာလုပ်ရအောင်လို့ပြောတဲ့အခါမှာဗုဒ္ဓဘာသာယူတာပေါ့နော်အဲ့ဒါနဲ့ဗုဒ္ဓကနိုင်တဲ့အခါကျတော့စနေနေ့မှာအစည်းအဝေးခေါ်တယ်ဒါပေမဲ့နောက်နေ့ဒီမှာကျတော့ဗုဒ္ဓကမနိုင်တော့တဲ့အခါမှာအဲ့ဒီအကြီးမားဆုံးအလုပ်ကိုဥပုပ်နေ့ကိုတန်ရှင်းစေခြင်းကအောင်မိတ်ကြလို့ဆိုတဲ့နေ့မှာကျွန်တော်တို့ကအလုပ်လုပ်ကြတယ်အဲ့ဒီတစ်ချက်ကိုကျွန်တော်ဒီပြည့်ညတ်တော်10ပါးနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်နောက်တစ်ချက်ကသင်ဤမိဘကိုယူသေးစွာပြုလို့ဒီထွမြောက်ရကျမ်းအခန်းကြီး20ခုနကျမ်းပိုက်တွေပေါ်တာအခန်းကြီး20အငယ်7ပေါ့သင်ဤမိဘကိုယူသေးစွာပြုလို့အကြောင်းအမျိုးမျိုးကြောင့်လူငယ်တွေစိတ်ဓာတ်ကျပြီးတော့လူငယ်တွေဆိုတာအခုဒီမှာလာတဲ့လူငယ်တွေမပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလာတဲ့လူငယ်တွေစိတ်ဓာတ်မကျလို့လာတာဖြစ်တယ်တချို့စိတ်ဓာတ်ကျပြီးတော့ဘာမှမလုပ်ချင်ဘူးဘယ်မှလည်းမသွားချင်ဘူးဘုရားကျောင်းလည်းမသွားချင်ဘူးဘာမှမလုပ်ချင်ဘူးတခြင်းလည်းမဆိုချင်ဘူးဆိုတဲ့လူတွေအိမ်မှာရှိတယ်အိမ်မှာနေကြပြီးတော့မှနောက်ဆုံး
နောက်ဆုံးဆိုတာပဲနောက်ဆုံးလဲတော့မသိဘူးဟိုလှုပ်ရှားကိုင်စရာမရှိတဲ့နောက်ဆုံးမှာဟိုအရက်တော့ပါတော့တောက်စားပြီးတော့နောက်ဆုံးအရက်တမဖြစ်သွားကြတယ်အဲ့ဒီချိန်အခါအရက်နဲ့ယူမိုက်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာကြတော့အရက်မတောက်ခင်တုန်းကယူသေးပါတယ်ဆိုတဲ့မိဘကိုပစံနဲ့ကာယကံနဲ့ဝစီကံနဲ့မနောကံတော့သူကကျွန်တော်တို့မပြောနိုင်ဘူးဆိုတော့လေအဲ့ဒါတွေအကုန်လုံးမိဘကိုပြစ်မှားကျွန်တော်ခုတလောတငယ်ချင်းတယောက်ပေါ့နော်သူကအဲ့လိုအရက်တောက်ချင်တဲ့ခါကျတော့မိဘစီမှာပတ်စံတောင်းတယ်မိဘကလည်းပေးတာပေါ့ကိုသားသမီးတွေကိုချစ်တော့ဒါပေမဲ့အတိုင်းတာတစ်ခုထိမကန်တလို့ရှိရင်ဒီအိမ်တော်မိသားစုရဲ့ဘဝလည်းပြောလို့မရတော့လေဝင်ငွေကအကန်တနဲ့ဟုတ်ဆိုတော့တနည်းကိုဘယ်လောက်ဆိုပြီးတော့တတ်မှတ်တယ်ပြီးတယ်အဲ့ဒီဟာကိုတော့တောက်တယ်ကုန်တယ်ပြန်လာတယ်ပြန်တောင်းတယ်မရဘူးမရတဲ့ခါကျတော့ဗာလဲနည်းနည်းလေးကြမ်းချင်လာပေါ့လေဒါပေမဲ့မယုံကြည်တဲ့တငယ်ချင်းတွေနဲ့လိုက်လာတယ်အဲ့ဒီမယုံကြည်တဲ့တငယ်ချင်းတွေကသူအဲ့ဒီခရိယန်တမရဲ့အခြေအနေကိုကြည့်ပြီးတော့မေးလိုက်တာကပါလဲဆိုတော့နင်တို့ခရိယန်တွေကမိဘကိုဒီလိုပဲဆက်ဆံဖို့တွင်တင်သလားဆိုတော့သူအဲ့ဒီမှာတော်တော်လေးဟတ်ထိသွားတယ်ဟုတ်တာပဲအဲ့လိုလို့မဟုတ်ပါဘူးအဲ့လိုမတွင်တင်ပါဘူးကျွန်တော်ကဆိုလို့ကျွန်တော်ကအဲ့လိုဖြစ်နေတာသူလည်းခရိယန်ကိုတော့ကာကွယ်တာပဲသူတယောက်တည်းဆိုလို့အဲ့ဒီမိဘတွေကိုဒီလိုမဖွဲမရလောက်တာပါဆိုပြီးတော့အဲ့ဒါကတော့သူများမြင်လို့တိတာလို့ဖြစ်သွားတဲ့ကိစ္စပဲဒါပေမဲ့ဘယ်သူမှမမြင်တဲ့ကိုယ်အိမ်ထဲမှာမိဘနဲ့ဒီသားနဲ့ပဲရှိတဲ့အချိန်မှာဘယ်နှချိန်ကျွန်တော်တို့မိဘတွေကိုမယုံမသိပြုတ်တယ်လေတနည်းအားဖြင့်ပြည့်ညတ်တော်10ပါးရဲ့ဗာလဲငါးချက်မြောက်ပြည့်ညတ်ကိုဘယ်နှချိန်ဘယ်နှခါကျွန်တော်တို့ချိုးဖောက်ခဲ့တယ်လဲဆိုတာကျွန်တော်တို့ယဉ်ကျေးပါတယ်ဆိုတဲ့တော်တော်လေးစကားနားထောင်ပါတယ်ဆိုတဲ့လူတွေအဓိကအမြတ်သောအဖြစ်မင်းကလေးတွေလည်းပဲစိတ်ထဲမှာတော်၎င်းမကြတကြပွစီဝစီကနေတော်၎င်းကျွန်တော်တို့ဘယ်နှချိန်ဘယ်နှခါဒီပြည့်ညတ်တော်ကိုချိုးဖောက်ပြီးတော့ကိုမိဘကိုဘယ်နှချိန်ဘယ်နှခါမယုံမသိပြုခဲ့ဘူးတလဲဆိုတာကျွန်တော်ကတော့တခါကိုချွန်ချက်ပေးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့ငယ်ကလေးကမိဘနဲ့မနေခဲ့တဲ့အခါကျတော့ငါတော့ဒီကိစ္စလွတ်ပြီဒါပေမဲ့မိဘဆိုတာဘယ်သူလဲကိုမွေးတဲ့မိဘကိုပဲမိဘလို့ခေါ်မလားအဲ့တော့ကိုမိဘနေရာမှာနေတဲ့လူမှန်တမျက်တွေမိဘဆိုတဲ့အခါကျတော့ကိုကောင်းဆောင်လဲကိုမိဘပဲအဲ့တော့အတင်းတော်မှာကိုထက်တက်ကြီးတဲ့လူတွေလဲကိုမိဘပဲအဲ့တော့အကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့မတိလိုက်တဲ့အချိန်မှာမယုံမသိပြုတ်တာတွေအများကြီးရှိခဲ့တဲ့ဆိုတာငယ်တော့10ပါပြန်ဖတ်ပြီးတော့ကိုပြန်မြင်လာတာပေါ့နော်နောက်တစ်ချက်က6ချက်မှာလူအသက်ကိုမတတ်နဲ့လူအသက်ကိုမတတ်နဲ့ဒီကိစ္စမှာကျွန်တော်ကျောင်းမှာတော့တခါဗုဒ္ဓဘာသာဗုဒ္ဓဘာသာသင်တဲ့ဆရာတွေကိုခေါ်ပြီးတော့သူကဒီပြည့်ညတ်တော်10ပါးအကြောင်းပဲပြောတယ်နင်တို့ပြည့်ညတ်မှာတဲ့အရက်မတောက်ရဆိုတဲ့အခါမှာပါတဲ့အခါကြတော့တဲ့ခရစ်ယာန်တွေရက်တော်တောက်တယ်တဲ့အဲ့တော့ခရစ်စမတ်ပွဲတွေမှာအဓိကအဖြစ်အမေရိကန်နိုင်ငံမှာဆိုရင်သူတို့အဲ့ဒီခရစ်စမတ်ကိုခရစ်စမတ်လို့မသုံးဘဲနဲ့ holiday လို့သုံးလာတဲ့အခါမှာတော်များအလုတ်ကနေပြီးတော့အရက်တောက်ပြီးတော့မိုးပြီးတော့ကားမောင်းပြန်လာအိမ်မရောက်လမ်းမှာ accident ဖြစ်ပြီးတော့အဲ့ဒီခရစ်စမတ်ရာသီမှာအတီးအပြောက်အများဆုံးပဲဆိုပြီးတော့အဲ့ဒီဆရာကအကြောင်းမှာပြောခဲ့ပို့တယ်အဲ့တော့တခုပြောတာကသူအသက်ကိုမတတ်နဲ့ဆိုတဲ့သူဒီမှာကျွန်တော်တို့ဒီကျမ်းစာထဲမှာလူဆိုတဲ့စကားလုံးပါတယ်ဒါပေမဲ့အဲ့ဒီတော့ကအဲ့ဒီဆရာကဘာပြောလဲဆိုသူအသက်ကိုမတတ်နဲ့ဆိုတဲ့အခါကျသူလို့ဆိုလိုက်တဲ့အခါမှာလူလည်းဖြစ်နိုင်တယ်တရိษံလည်းဖြစ်နိုင်တယ်အကုန်ဖြစ်နိုင်တဲ့အခါမှာဒီဟာကိုလည်းဘယ်သူမှမလိုက်လျှောက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာသူလို့မသုံးဘဲနဲ့လူလို့သုံးတဲ့အခါမှာတော်များကတော့ဒီကိစ္စမှာလွတ်မယ်လို့ထင်တာပဲဒါပေမဲ့ခရစ်တော်ပြောတာပါလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာ
ပြစ်မှားခြင်းတဲ့စိတ်တတ်ခြင်းတဲ့စိတ်မုန်းတဲ့စိတ်ရှိတဲ့အခါမှာကျွန်တော်တို့အဲ့ဒီမုန်းတဲ့လူကိုတတ်ပေးတာပဲဆိုတော့မနောကံအရာကျွန်တော်တို့ကဒီပြည့်ညက်ချက်ကိုလည်းအမြဲတမ်းချိုးပေါက်နေခဲ့တယ်ဆိုတာသဘောပေါက်တယ်ကျွန်တော်မြို့ထဲသွားတဲ့အခါကျတော့နောက်မှာကာဟွန်တီးတဲ့ကိစ္စကိုအယံမုန်းတယ်အဲစိတ်ထဲမှာဘယ်လိုဖြစ်လဲဆိုတော့ကြောက်ခဲနဲ့ပြစ်မှန်ကွဲတဲ့အချိန်မှန်ကွဲပြီးစိတ်ထဲမှာပြစ်တာဟုတ်ပြစ်နေတယ်အဲ့တော့မှန်ကွဲသွားပြီးမှန်ကွဲသွားတော့မှတေးသေးချာချာချိန်ရွယ်ပြီးတော့အဲ့ဒီကားမောင်းတဲ့ဟွန်တီးတဲ့လူကိုပြစ်အဲ့ဒီမှာပွဲချင်းပြီးပေါ်တော့စိတ်ထဲမှာတော့အဲ့တော့ဘယ်နဲ့ချိန်ဘယ်နဲ့ခါမြကျွန်တော်လူအသက်ကိုတတ်တယ်လဲဆိုတာဒီပြည့်ညက်ကိုကျွန်တော်တို့ချိုးဖောက်နေတယ်ဘယ်နဲ့ချိန်ဘယ်နဲ့ခါရှိမလဲကိုပြန်ပြီးတော့စဉ်းစားကြည့်တယ်သူ့မယားကိုမပြစ်မနဲ့ဒီကိစ္စလည်းပဲကာယကံမြောက်ကျွန်တော်တို့မပြစ်မကြပေမဲ့ဒါမင်္ဂလေးယောက်ျားလေးမလွတ်ပါဘူးသူ့ဥစ္စာကိုမခိုးနဲ့ကိုနဲ့ဆက်ဆိုင်သူတပည့်၌မမှန်တော့တက်သေးကိုမခံနဲ့ကိုနဲ့ဆက်ဆိုင်တော့သူဤအိမ်ဒီမှာတော့အိမ်လို့ပြောထားတယ်ဒါပေမဲ့တခြားအပိုက်တွေဖတ်ကြည့်လို့ရှိရင်အိမ်ရောကိုနဲ့ဆက်ဆိုင်သူကိုအိမ်နေချင်းရဲ့မယားရောကိုအိမ်နေချင်းရဲ့ကျွန်ယောက်ျားကျွန်မိန်းမတို့ရဲ့ပိုင်ဆိုင်ပစ္စည်းတွေကိုတတ်မှတ်လိုချင်သောစိတ်မရှိနဲ့ဆိုပြီးတော့ပြည့်ညက်တော်10ပါးကိုကျွန်တော်တို့တွေ့ရပါတယ်အခုကျွန်တော်တို့ဒေးဗစ်ဘုရင်မင်းရဲ့ဒီပြည့်ညက်တော်10ပါးထဲမှာတခြားအပေါ်ပိုင်း1 2 3 4 5အထိတော့သူချိုးဖောက်တာမချိုးဖောက်တာတော့ကျွန်တော်ဒီကနေ့မပြောလို့ဘူးဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး7အငယ်14အခန်းကြီး7ထဲမှာဖတ်ကြည့်လို့ရှိရင်ဘုရင်များကစစ်တိုက်တဲ့အချိန်ကာလမှာဘုရင်ဖြစ်တဲ့ဒေးဗစ်ကစစ်တိုက်ဖို့ထွက်မသွားဘဲနဲ့သူကသူ့ရဲ့နန်းတော်မှာကြံရစ်ခဲ့တယ်သူ့ရဲ့စစ်သူကြီးတွေကိုမလိုက်ဘဲနဲ့စစ်တိုက်တဲ့ကာလမှာစစ်သွားမတိုက်ဘဲနဲ့သူကဇင်ခံပြီးတော့နန်းတော်မှာကြံခဲ့တယ်အဲ့တော့ညနေကျန်းလမ်းလျှောက်တဲ့အခါမှာပေါ့နော်အိမ်နီးနားချင်းလူတယောက်ရဲ့မိန်းမတယောက်ကရေချိုးနေတာကိုသွားတွေ့တယ်အလွန်အစင်းလှသောမိန်းမတယောက်ကိုမြင်တော်မူ၏ဆိုတော့မြင်တဲ့ကိစ္စမှာကျွန်တော်တို့မြင်ပြီးတာနဲ့အဲ့ဒီမြင်ပြီးတဲ့အရာဝတ္ထုတစ်ခုအဲ့ဒီမြင်ပြီးတဲ့လူတယောက်လူချင်းတဲ့စိတ်တတ်မဲ့တဲ့စိတ်မလူချင်းတဲ့စိတ်မုန်းတီးတဲ့စိတ်ဆိုတာမြင်ပြီးတော့ဖြစ်လာတာဖြစ်တယ်အဲ့တော့ပြည့်ညက်တော်10ပါးရဲ့30မြောက်မှာသူများရဲ့အိမ်သူများရဲ့မယားသူများရဲ့ကျွန်ယောက်ျားမိန်းမပိုင်ဆိုင်တဲ့ပစ္စည်းတွေမတတ်မဲ့ရဘူးလို့ပြည့်ညက်ထားတဲ့အချက်ကိုဒေးဗစ်ကအဲ့ဒီမြင်တဲ့အခိုက်မှာကျူးလွန်ခဲ့တယ်နောက်တစ်ခါကိုနဲ့ဆက်ဆိုင်တော့သူရဲ့တစ်ဖက်၌မမှန်တော့တက်တဲ့ကိုမခံနဲ့ဒါတော့ကျွန်တော်တို့30ကနေဒီလိုတက်လာတာဖြစ်တယ်အဲ့တော့သူကအဲ့ဒီဘက်ရှိဘာဆိုတဲ့ဥရာယရဲ့မယားကိုတိမ့်ပိုက်ပြီးတော့မှဆက်တင်ပြီးတော့မှသူ့အပြစ်ကိုဖုံးကွယ်ဖို့မမှန်တော့တက်တဲ့ပြုတ်ဖို့အတွက်သူ့ရဲ့စစ်သူကြီးယွာဘကိုခိုင်းလိုက်တယ်အဲ့ဒီဥရာယကိုအိမ်ပြန်လာခိုင်းပါဆိုပြီးတော့အိမ်ပြန်လာတယ်ဘုရင်ကပြောတယ်သွားအိမ်ကိုသွားမိန်းမနဲ့သွားအိပ်ပေါ့နော်ဒါပေမဲ့ဥရာယကမအိပ်ဘူးမအိပ်တဲ့အခါကျတော့နောက်ဆုံးမှသွားဘာဖြစ်လဲယွာဘကိုသူ့ရဲ့စစ်သူကြီးကိုခိုင်းပြီးတော့ဒီယူရာယကိုအကြမ်းတမ်းဆုံးစစ်မြေပြင်မှာထားပါသူအသက်သေနိုင်တဲ့နေရာပေါ့နော်တေချာသူ့အသက်သေနိုင်တဲ့နေရာမှာထားပါဆိုပြီးတော့အမိန့်စာကိုယူရာယလက်ထဲကိုပို့လိုက်တယ်အဲ့တော့ကိုနဲ့ဆက်ဆိုင်တော့သူတစ်ဖက်၌မမှန်တော့တက်တဲ့ခံမခံနဲ့အဲ့ဒီတစ်ချက်သူ့ဥစ္စာကိုမခိုးနဲ့အဲ့ဒီမြင့်မကိုမြင်တဲ့အခါမှာစုံစမ်းကြည့်လိုက်တဲ့အခါမှာယူရာယရဲ့ဇနီးမန်တိပြီးမှခေါ်တာဖြစ်တယ်အဲ့ဒါကြောင့်သူ့ဥစ္စာကိုသူခိုးတယ်နောက်
ခေါ်လိုက်ပြီးတော့မှသူ့မယားကိုမပြစ်မှားနဲ့ဆိုတဲ့အချက်ကိုပြစ်မှားတယ်အဲ့ဒီ17အငယ်လေးမှာထိုမိမကိုအထံတော်သို့ခေါ်၍ချက်တင်လေ၏နောက်ခုနကတတ်တဲ့ကိစ္စကျွန်တော်ပြင်းရတော်10ပါးရဲ့6ချက်ကိုသူကျူးလွန်ခဲ့တယ်အသက်ကိုမတတ်နဲ့ဆိုတဲ့ဒီပြင်းရချက်ကိုသူကကျူးလွန်တယ်ယူရာယတယောက်တည်းကိုတတ်တာမဟုတ်ဘူးအဲ့ဒီတယောက်တည်းတတ်တာပေါ်မှာဆိုလို့တခြားစစ်သားတွေလည်းသူကိုယ်တိုင်တတ်တာတော့မဟုတ်ဘူးလေဒါပေမဲ့အဲ့ဒီစစ်သားတွေတေးနိုင်တဲ့နေရာကိုသွားကြံစီပြီးတော့ပို့လိုက်တာဒီလိုဒီမှာပို့လိုက်ရင်တေးမယ်ဆိုတာသူသိတယ်သူကစစ်တိုက်တဲ့အတွေ့အကြုံရှိတဲ့လူဆိုတော့အဲ့ဒါကိုသူကောင်းကောင်းသိတယ်ဒီလိုပြင်မာတွေပြီးတဲ့အခါမှာကလေးရလာတယ်နောက် prophet Nathan လာပြီးတော့မှ David စီမှာလာပြီးတော့မှသူကစကားလာပြောတယ်တထေးတယောက်ရှိတယ်ပြီးတော့စင်ရသားတယောက်ရှိတယ်တထေးမှာပိုင်ဆိုင်တဲ့သိုးနွားတွေအများကြီးရှိတယ်တော်တော်ချမ်းသာတယ်စင်ရသားမှာကြတော့သိုးတကောင်တည်းရှိတယ်သိုးမတကောင်တည်းရှိတယ်အဲ့ဒါကတရိษံပေမဲ့သူ့သမီးလိုလည်းဖြစ်တယ်ဒါသူ့ရဲ့တခုတည်းတော့ပိုင်ဆိုင်မှုဖြစ်တယ်တနေ့ကျတော့တထေးကဧခံဖို့ရှိတဲ့အခါမှာသူ့မှာရှိတဲ့သိုးတွေနွားတွေအများကြီးထဲကမယူဘဲနဲ့အဲ့ဒီအိမ်နီးနားချင်းဆင်းရဲတဲ့လူရဲ့တကောင်တည်းတော့သိုးကိုယူပြီးတော့မှဧခံတယ်လို့ပြောလိုက်တော့ဒေးဗစ်ဘုရင်ကဘယ်လိုပြောလိုက်တယ်ဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး7အငယ်16မှာဂယုဏစိတ်မရှိဘဲထိုအမှုကိုပြုတ်သောကြောင့်ထိုသိုးမကလေးအတွက်လေးဆပြန်ပေးရမည်ဟုမိန့်တော်မူ၏သူကိုပြောနေမှသူမသိသေးဘူးနာတန်ကအဲ့ဒါကိုပြောလိုက်တဲ့အခါမှာအဲ့ဒီလိုလှုပ်တဲ့လူဟာဂယုဏစိတ်မရှိဘူးဂယုဏစိတ်မရှိတဲ့အဲ့ဒီလူမျိုးကသူယူထားတဲ့သိုးမကလေးကိုလေးဆပြန်ရော်မရမယ်လို့ပြောလိုက်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒေးဗစ်ကအဲ့လိုပြောလိုက်ခြင်းအပြင်သူ့ရဲ့သား4ယောက်ဆုံးရတယ်လို့ပြောကြတယ်ဆိုတော့ဂယုဏမရှိတဲ့လူဟာတခြားလူမဟုတ်ဘဲနဲ့သူကိုယ်တိုင်ဒေးဗစ်ဘုရင်မင်းကိုယ်တိုင်ဖြစ်ပါတယ်ဒေးဗစ်ဘုရင်ဆိုတာကဖျားသခင်ရဲ့စိတ်တော်ကိုတွေ့တဲ့လူလို့ကျမ်းစာမှာပါတယ်အဲ့ဒီဖျားသခင်ရဲ့စိတ်တော်ကိုတွေ့တဲ့လူကိုယ်တိုင်ကဘယ်လိုဖြစ်လို့အဲ့ဒီဂယုဏတွေမဲ့တော်ရတာလဲအဲ့ဒီခိုက်တမ်းမှာသူပြည့်ညတ်တော်10ပါးရဲ့တဝက်နိဗ္ဗာန်ကိုသူချိုးဖောက်ခဲ့တယ်အဲ့တော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး7အငယ်9မှာနာတန်ကလည်းထိုသူဒီကအခြားသူမဟုတ်ကိုတော်ပင်ဖြစ်ပါ၏ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်ဗိသိက်ပြီး၍တင့်ကိုဣသရေလရှင်ဘုရင်အရာ၌ခံထားပြီးရှောလုလက်မှလဲကာကွယ်ပြီးဒါပေမဲ့သင်ကဘုရားသခင်ရဲ့နာမတော်ကိုဒီလိုမျိုးပြည့်ညတ်တော်တွေကိုချိုးဖောက်ခဲ့တယ်ဆိုပြီးတော့နာတန် prophet နာတန်ကနေတဆင့်ဘုရားကအဲ့လိုစကားပြောလာခဲ့တယ်နောက်ပြီးတော့အဲ့ဒီသူ့အပြစ်ကြောင့်ကျွန်တော်တို့စာလံ51ကိုဖတ်ကြည့်တဲ့အခါမှာစာလံ51ကိုကြည့်ရအောင်စာလံ51ခေါင်းစဉ်မှာဒါဝိဒ်ဒီဘာသရှေဘနဲ့မှားယွင်း၍ prophet နာတန်၏ဆုံးမခြင်းကိုခံပြီးမှဇတ်ဆိုသောစာလံအိုထာဝရဘုရားအိုဘုရားသခင်ကျေးဇူးပြုခြင်းသောစေတနာစိတ်တော်ရှိသည့်အတိုင်းအကျွန်ုပ်ကိုတနာတော်မူပါစုံမဲ့တော်မူခြင်းဂယုဏများပြားသည့်နှင့်အညီအကျွန်ုပ်လွန်ကျိုးခြင်းအပြစ်ကိုဖြေတော်မူပါဒုစရိုက်ညစ်ကြေးကိုအကုန်စင်စေကြော၍အကျွန်ုပ်ကိုတန်ရှင်းစေတော်မူပါအကျွန်ုပ်လွန်ကျိုးပါပြီဟုဝင်ချလျက်ကိုအပြစ်ကိုအစင်မပြတ်အောင့်မိတ်လျက်နေပါ၏ကိုတော်ကိုပြစ်မှားပါပြီကိုတော်ကိုတာပြစ်မှား၍
မျက်မှောက်တော်၌ပင်မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန်တော်မူချက်သည်ဖြောင့်ပါ၏တရားစီရင်တော်မူချက်သည်အပြစ်လွတ်ပါ၏ကျွန်ုပ်သည်မွေးစားကပင်အပြစ်ပါလျက်ရှိပါ၏အမိဝန်းထဲမှပရိသတိယူစဉ်ကပင်အပြစ်ဆွဲပါ၏ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကိုနှစ်သက်တော်မူသည်ဖြစ်၍အကျွန်ုပ်၏စိတ်နှလုံးထဲမှပညာကိုတွင်တင်တော်မူပါအကျွန်ုပ်ကိုစင်ကြယ်စေခြင်းကဖူးတုပ်ပင်ညွန့်နှင့်တန်ရှင်းချင်းမင်္ဂလာကိုပေးတော်မူပါအကျွန်ုပ်ကိုမိုးပွင့်ထက်သာ၍ဖြူစေခြင်းကစေကြောတော်မူပါစိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကိုကျွန်ုပ်အားကြားစေတော်မူပါတို့ပြုလျင်ကျိုးပဲ့တော်မူသောအယူတို့သည်ရွှင်မျိုးချင်းရှိကြပါလိမ့်မည်အကျွန်ုပ်လွန်ကျိုးခြင်းဒုစရိုက်တို့မှမျက်နာတော်ကိုလွဲ၍အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်းဖြေတော်မူပါအိုထာဝရအိုဘုရားသခင်အကျွန်ုပ်အထက်၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါမဲမြင်တည်ကြည်သောသဘောကိုအသစ်ပြုပြင်တော်မူပါအကျွန်ုပ်ကိုအထံတော်ထဲကနှင်ထုတ်တော်မမူပါနဲ့တန်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမူပါနဲ့ပြည့်ညတ်တော်10ပါးကိုချိုးဖောက်တဲ့ကျွန်တော်တို့ထွမြောက်ရာကျမ်းထဲမှာဖတ်ကြည့်တဲ့အခါကျတော့ပြည့်ညတ်တော်10ပါးချိုးဖောက်တဲ့ဣသရေလအမျိုးတွေကိုဘုရားသခင်ကချက်ချင်းလက်ငင်းအသေးတတ်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပြည့်ညတ်တော်ကိုချိုးဖောက်တဲ့ဘယင်မြင့်ကြတော့ဘာဖြစ်လို့မတတ်တာလဲနာတန်ကနေသဆင့်ဒီအပြစ်ကြောင့်သူအိမ်တော်မိသားစုမှာဒါလန်လက်နဲ့တိုက်ပွဲအစင်မြဲရှိမယ်ဆိုပြီးတော့ဘုရားကပြောလိုက်တယ်ဒါပေမဲ့သူကိုကြတော့အပြစ်ဖြေလို့ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်အရာသူကဘုရားသခင်ကိုတောင်းပန်တယ်သူအပြစ်ရှိပါတယ်ဆိုတဲ့အကြောင်းတောင်းပန်တယ်စိတ်ထဲမှာစိတ်နှလုံးစင်ကြယ်ဖို့အမြဲဆောင်ရှောက်ပါဆိုပြီးတော့တောင်းပန်တဲ့အခါမှာအဲ့ဒီဘုရားသခင်ရဲ့ကျေးဇူးတော်မဟုတ်တဲ့ဂယုနာတော်ကြောင့်ဘယင်မင်းမြတ်ဒေးဗစ်ဘယင်မင်းမြတ်ကသူဘုရားသခင်ရဲ့မြတ်တာကိုပြန်လဲရရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ဖော်ပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မသစ်ကျမ်းကောရိန္သုဩဝါစာပထမဆောင်ခန်းကြီး30အဲ့ဒီမှာဗာပြောထားလဲဆိုတော့ခုနကကျွန်တော်တို့ပြည့်ညတ်တော်ချိုးဖောက်တဲ့လူတွေထိုသူအချို့ကိုလည်းရုပ်တုကိုကိုးကွယ်တကယ်တော့မကိုးကွယ်ကြနဲ့ထိုသူအချို့တို့သည်မတရားသောမိထုံအမှုကိုပြု၍တနေ့ချင်းတွင်လူ2300လဲ၍တည်ကြ၏တည်ကြတကယ်တော့မပြုတ်ဘဲမတရားသောမိထုံကိုရှောင်ကြကုန်အံ့ဆိုပြီးတော့ပြည့်ညတ်တော်ချိုးဖောက်တဲ့လူတွေခံခဲ့ရတဲ့အဒီဓမ္မဟောင်းကျမ်းထွမြောက်ရာကျမ်းတဲ့ကဒီစကားတွေကိုကောရိန္သုထဲမှာရှင်ပေါလုကပြန်ပြီးတော့ပြောထားတာဖြစ်တယ်။ဒါပေမဲ့ရှင်ဘုရင်ဒါဝိမင်းကြီးကဘာဖြစ်လို့ဒီပြည့်ညတ်တော်တွေကိုချိုးဖောက်ရဲ့သားနဲ့အပြစ်ပေးမခံရတာလဲဆိုတဲ့အခါမှာသူပြန်လဲတောင်းပန်ပြီးတော့နာသန် prophet နာသန်ကနေပြီးတော့ဘုရားသခင်ကဆုံးမလိုက်တဲ့အခါမှာချင်းဝန်ခံပြီးတော့နာခံပြီးတော့တောင်းပန်တဲ့အခါမှာသူ့ရဲ့အပြစ်ကိုဘုရားသခင်ကလွတ်လိုက်တာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်။နောက်ဆုံးကျွန်တော်တို့ကျမ်းစာပတ်ချင်တဲ့ကျမ်းပိုက်ကတော့ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်1ကနေပြီးတော့ဖတ်ကြည့်မယ်။จิตတို့တင်တို့သည်ဒုစရိုက်မပြုတ်စေခြင်းကဤအရာများကိုတင်တို့အားငါရေး၍ပေးလိုက်၏ခုနပြောသလိုကျွန်တော်တို့ဒီခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့ခရိယန်အသက်တာမှာ
မတိတဲ့အချိန်မှာမတိလိုက်တဲ့အချိန်မှာနမောနမဲနေလိုက်မိတဲ့အချိန်မှာဒုစရိုက်တွေကိုကျွန်တော်တို့ပြုမိတတ်ကြတယ်ရှင်ယောဟန်ကချစ်သားတို့တင်တို့သည်ဒုစရိုက်ကိုမပြုတ်စေခြင်းကဤအရာမြတ်ကိုတင်တို့အားငါရေး၍ပေးလိုက်၏ဒေးဗစ်လိုပဲကျွန်တော်တို့ဟိုကြည့်ဒီကြည့်ပြီးတော့မှတတ်မဲ့ဆရာတွေကျွန်တော်တို့မျက်စိမှာတဖွာဖွာပေါ်လာတယ်တခြင်းတပုတ်ရှိတယ်အဲ့ဒီတတ်မဲ့ဆရာတွေကသူ့စီကိုအတောင်ပန်နဲ့ပြန်လာကြတယ်လို့အဲ့ဒီတခြင်းမှာရေးထားတယ်အမှန်တကယ်တော့သူ့စီကိုပြန်လာဒါမဟုတ်ပဲနဲ့သူကတတ်မဲ့တာအဲ့တော့ဒီအခြေအနေမှာကျွန်တော်တို့ဒုစရိုက်ပြုတ်ဖို့ကျွန်တော်တို့စုံစမ်းခြင်းကိုခံဖို့ကအခြေအနေကပေးနေတာဒါပေမဲ့ထိုဒုစရိုက်ကိုမပြုတ်စေခြင်းကဤအရာများကိုတင်တို့အားငါရေး၍ပေးလိုက်၏တဆုံတယောက်သောသူသည်ဒုစရိုက်ကိုပြုတ်မိလျင်ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တီဟူသောငါတို့အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ရှိတော်မူ၏ထိုသခင်သည်ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏အပြစ်ဖြေရာအကြောင်းဖြစ်တော်မူ၏ထိုသခင်ကိုကိုယ်တိုင်တည်ကျွမ်းတွေကိုအဘယ်တို့သိရမည်နည်းဟုမူကားပြည့်ညတ်တော်တို့ကိုစောင့်ရှောက်လျင်သိရတည်းထိုသခင်ကိုငါသိ၏ဟုပြည့်ညတ်တော်ကိုမဆောင်ဘဲလျက်ဆိုသောသူသည်မုသာကိုပြောသုံးတော်သူဖြစ်၍ထိုသူ၌သစ္စာမရှိထိုသခင်၏စကားတော်ကိုနားထောင်တော်သူမီဒီကဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်အမှန်ပြည့်စုံ၏ငါတို့သည်ထိုသခင်၌ရှိကြောင်းကိုထိုသို့အားဖြင့်သိရကြ၏ထိုသခင်၌ငါတည်၏ဟုဆိုတော်သူသည်ထိုသခင်ကျင့်တော်မူသည့်နည်းတူကျင့်ရမည်ပရမထိုဒုစရိုက်ကိုမပြုတ်စေခြင်းကဤအရာများကိုရေးပေးလိုက်၏ကျွန်တော်တို့ဒုစရိုက်ကိုမပြုတ်ဖို့တတိပေးတာဖြစ်တယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့မစုံလင်တဲ့လူတွေဖြစ်တဲ့အခါမှာတိတ်ဆုံတယောက်တော်သူတွေဒုစရိုက်ကိုပြုတ်မိလင်တကယ်လို့ပြုတ်မိခဲ့သည်ရှိတော့အဲ့ဒီကဲတင်ချင်းစိတ်ချမှုရပြီးသားလူတယောက်ဒီဒုစရိုက်အပြစ်ကိုပြုတ်မိခဲ့သည်ရှိတော့အရှင်ယေရှုအမှုဆောင်ဒီမှာအမှုဆောင်လို့ပြောတယ်အင်္ဂလိပ်လိုမှာ advocate လို့တဲ့သခင်ယေရှုကြောင့်ကျွန်တော်တို့ကဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တီဟူသောငါတို့အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ရှိတော်မူ၏ထိုသခင်သည်ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏အပြစ်ဖြေရာအကြောင်းဖြစ်တည်းဒီကနေ့ကျွန်တော်ကိုအကြောင်းကိုပြန်လဲစဉ်းစားကြည့်ပြီးတော့မှကျွန်တော်စိုးတယ်ဆိုတဲ့လူတွေလောက်ကျွန်တော်မစိုးဘူးဆိုတာကိုတော့ဝန်ခံတယ်အရင်မတောက်ဘူးပေါ့အနည်းဆုံးကွန်းရလည်းမစားဘူးဆေးလိပ်လည်းမတောက်ဘူးဒါကျွန်တော်တို့စိုးတဲ့လူတွေကိုမြင်ုံကြည့်လိုက်ရင်အဲ့ဒါတွေပါတယ်စိုးတဲ့လူဆိုရင်တော့အဲ့ဒါအခုနောက်ပိုင်းမှာအရင်တော့ကကျွန်တော်တို့ဘိန်းတို့ဘာတို့မိုးရစ်စေဝတ်ထဲမှာထည့်တဲ့နာမည်တွေပေါ့နော်အခုနောက်ပိုင်းလူငယ်တွေတုံးတဲ့ဟာမျိုးကျွန်တော်တို့မသိတော့ဘူးဘာပဲဖြစ်ဖြစ်အဲ့ဒီအမျိုးစားထဲမှာလူဆိုးအမျိုးစားထဲမှာကိုမပါဘူးဆိုပြီးတော့ထည့်တွက်ထားတယ်ဒါပေမဲ့ဒီပြည့်ညက်တော်ပြေတာနဲ့ကိုပြန်တိုင်းလိုက်တဲ့အခါမှာကျွန်တော်တို့ဟာအဲ့ဒီကျွန်တော်တို့လက်ရှိအတိုင်းဝိုင်းရဲ့ဆိုးပါတယ်ဆိုတဲ့လူတွေထက်ကျွန်တော်တို့မကောင်းဘူးဆိုတာဒီကနေ့ကျွန်တော်ကိုမြင်တာဖြစ်တယ်အဲ့ဒီအကြောင်းကိုပဲဒီနေ့ပြောချင်တာဖြစ်တယ်လူငယ်တွေအတိအကဖြင့်ကျွန်တော်လူငယ်တွေဖြစ်တဲ့အခါမှာအရာရာမှာအားကောင်းတယ်မျက်စိအားလည်းကောင်းတယ်အဲ့ဒီမျက်စိအားကောင်းတဲ့နောက်ပိုင်းမှာတတ်မဲ့ခြင်းအားလည်းကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျမ်းမာတယ်ဘာဖြစ်လို့လဲဆိုတော့စားနိုင်တောက်နိုင်ရှိတယ်အဲ့တော့ဒေးဗစ်ဘယင်စစ်မတိုက်ဘဲနဲ့အဲ့ဒီနန်းတော်မှာနေပြီးတော့စားတောက်တဲ့အခါမှာသူ့အင်အားတွေပြည့်လာတယ်အဲ့တော့အင်အားပြည့်လာတဲ့အခါမှာအပြစ်ဒုစရိုက်လုပ်ဖို့တွန်းအားတွေကများလာတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီလိုမျိုးအပြစ်ဒုစရိုက်မပြုတ်မိအောင်ဘယ်လိုနေရမလဲဆိုတော့အခုနောက်ပိုင်းဆရာတော်များများကဘယ်လိုပြောလဲအစာရှောင်ရမယ်တဲ့အစာရှောင်တဲ့အခါမှာအသွေးအသားကအားနည်းလာတဲ့အခါမှာအဲ့ဒီတတ်မဲ့ခြင်းတဲ့စိတ်တွေမရှိတော့ဘူးကျွန်တော်ကမိမယူပြီးသားဆိုတော့လင်မယားကြားမှာနည်းနည်းစားကောင်းတောက်ကောင်းရှိမှအဆင်ပြေတာစားကောင်းတောက်ကောင်းမရှိရင်အဲ့ဒီအဆင်မပြေဘူးအဲ့တော့ဘုရားရဲ့မျက်မှောက်တော်မှာတန့်ရှင်းစွာနေဖို့ဆိုရင်တော့ကျွန်တော်တို့ဗာနေလိုက်မလဲဆိုတော့
စာရှောင်တဲ့နေ့ပဲရှိတယ်လို့အခုနောက်ပိုင်းဆရာတွေကတော်တော်ပြောလာကြတယ်ကျွန်တော်လည်းစမ်းသပ်ကြည့်တယ်လွယ်တော့မလွယ်ဘူးဒါပေမဲ့ဟုတ်တယ်ကျွန်တော်တို့အသွေးသားဒီ fresh ကနည်းနည်းအာရော့လာတဲ့အခါမှာကျွန်တော်တို့ဝိငင်ကပို့ပြီးတော့အားကြီးစရာအကြောင်းဘုရားနဲ့ပို့ပြီးတော့နှိစက်နိုင်စရာအကြောင်းအဲ့ဒီအကြောင်းပြောရင်တော့ဒီမှာငါကတော့အဲ့ဒီစာရှောင်ခြင်းကိုတော့နိုင်ပြီဆိုတဲ့လူတွေအပြုံးကိုကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ဒီအစာရှောင်ဆုတောင်းတဲ့အခါမှာသူတို့မှာလူချင်းတောင်းတတဲ့အရာတွေဖြစ်မြောက်လာပြီးတော့ဒီကနေ့မှာသူတို့အသက်ရှင်တဲ့တက်သေးတွေဖြစ်လာရတယ်ဆိုတဲ့အကြောင်းကအဲ့ဒီအစာရှောင်ခြင်းဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တာကအဲ့ဒီကျွန်တော်တို့ကမတိဘဲနဲ့ပြစ်မှားနေတဲ့အချိန်မှာကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့အဲ့ဒီခရစ်တော်ဘုရားသခင်ယေရှုကကျွန်တော်တို့ကိုစားဘုရားသခင်စီမှာတောင်းပန်နေတဲ့အခါမှာပြည့်ညတ်တော်ကိုချိုးဖောက်ပြီးတော့အပြစ်ပေးခံရမယ်အပြစ်ပေးခံထိုက်တဲ့လူတွေဖြစ်ပေမဲ့လေထိုဂရုဏာတော်ဟာဒီကနေ့အထိအစဉ်အမြဲတည်သောကြောင့်ကျွန်တော်တို့ဒီသခင်ယေရှုရဲ့ဂရုဏာတော်ကြောင့်မထိုက်တန်ပဲနဲ့ထိုက်တန်ရတော့အခွင့်ကိုရတယ်ကျွန်တော်တို့ကိုးကွယ်ရတယ်ဆိုတာကအဲ့ဒီခရစ်တော်ကျွန်တော်တို့ကိုစားပြုပြီးတဲ့ဂရုဏာတရားကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်ဝေမျှချင်တာဖြစ်ပါတယ်ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ